မြင်လာပါဂျောင်းလက်စတီမှာပြန်လေကြိုလိုက်ပါတယ်ပဲကဲဗျာဒါလေးကတော့အင်ဂျင်ပါဝါ250 single wheel 3 main ကိုင်းလေးကိုကျွန်တော်စီမှာအိုးထုတ်လေးလည်းရောက်တက်ဆင်သွားတာအိုးထုတ်လေးကိုမှလုံးဝအလှ share ဆိုတာလေးမှကြိုက်တယ်ဆိုတော့ customer ချစ်ကိုကြီးကျွန်တော်စိတ်တိုင်းညာလေးကိုမှပို့ပြီးတော့လှပအောင်ကျွန်တော်တေချာလေး design လေးပါညာလေးတစ်ခါတည်းထည့်ပေးထားတယ်ရေကလေးတွေကစပါသွားမယ်လက်ကင်ပေါက်ပါညာစကျွန်တော်တစ်ခါတည်းထည့်ပေးထားတယ်ဘေးဘက်မှာဆိုလို့ချင်းကျွန်တော် sign number လေးနဲ့ phone number လေးပါကျွန်တော်တစ်ခါတည်းထည့်ပေးထားတယ်အရှိဘက်မှာလည်းဗတ်မှန်ကိုင်းနိုင်တယ်ဗတ်မှန်လေးလည်းလွယ်ကူတက်လို့ရအောင်လည်းကျွန်တော်တစ်ခါတည်းတေချာလေးလုပ်ပေးထားတယ်အရှိဘက်မှာလည်းရှေ့လှလေးတော့အစားကျွန်တော်တစ်ခါတည်းတေချာလေးတက်ရေးရလေးလုပ်ပေးထားပါတယ်ဗျဒီကောင်လေးကနက်တိုက်လေးဖြစ်သွားမယ်အရှင်လေးဖြိုးလို့တက်လို့လွယ်ကူသွားမယ် customer ကိုကြီးစိတ်တိုင်းကြလေးကျွန်တော်ဒီမှာပုံနဲ့တစ်ကွာလေးလာရောက်အနံသွားတာပစ္စည်း quality ကောင်းကောင်းကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော် Soundless Studio ကိုလာခဲ့ပါလို့ကျွန်တော်ဘက်က payment နဲ့ view up ပါတယ်လက်ရပိုင်းနဲ့ city ပိုင်းတော့ကျွန်တော်တို့ဘက်က100ရာခိုင်နှုန်းအာမခံပါတယ်ခင်ဗျအောက်ဘက်ကမှစကျွန်တော်အပူကန်တစ်ထပ်ထည့်ပေးထားတယ်ဂျပန်လေသာနဲ့လုံးဝကို share လေးတန်းစိတ်လေးလည်းဖြစ်သွားမယ်ကျွန်တော်တေချာလေးတက်ဆင်ပေးထားပါတယ်ခင်ဗျခုလိုမျိုးယုံကြည်မှုနဲ့တကူတကကြီးအားပေးတဲ့ customer ချစ်ကိုယူလေကျွန်တော်ဘက်ကနေထူးပင်ကျေးဇူးတင်ပါတယ် customer များအများတန်းစိတ်တိုင်းကြဖို့အများတန်းဆင်ပြေဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်ကအများတန်းစူးစမ်းလေးရရှိပါတယ်ခင်ဗျ